Okay အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒါကျွန်တော်စီမှာလက်ရှိအတစ်ထုတ်လုပ်ထားတယ်ပေါ့နော်ဒါအိတ်ဆောင်စကင်ကေးဒီနဲ့မိတ်ဆက်ပေးစီမှာနော်ဒီကောင်းတဲ့အဆက်လိုက်ပေါ့နော်ဒီထက်မှာပါလေးပါတယ်ဆိုလို့ရှိရင်သူရဲ့ဒီတစ်စိတ်ကထွက်လာလို့ရှိရင်တော့ဒီ white one ဆိုတဲ့ဒီတစ်စိတ်လေးနဲ့ထွက်လာမှာပေါ့နော်ဒီ white one ဆိုတဲ့နာမည်လေးနဲ့ထွက်လာမယ်ဒီကောင်ကပါတော့ကောင်းတာလဲဆိုလို့ရှိရင်နံပါတ်7 minute ပေါ့နော်ဒါ6မိနစ်ကြောင်မီတွင်းနဲ့မီတွင်းထုတ်လွှတ်ထားတဲ့မိနစ်ပေါ့နော်ဒီကောင်ဆိုလို့ရှိရင်တော့ဒီဝက်ချန်အမဲဆက်သူကလုံးဝကောင်းတယ်သုံးပါဘူးနော်ပြီးလို့ရှိရင်တော့ဒီကောင်ကိုကျွန်တော်ဒီနေ့တုံးပြမယ်နောက်တစ်ခုကတော့ဘာရှိမှလဲဆိုလို့ရှိရင်စီရန်ပေါ့နော်စီရန်ဒီမှာတခြားလေးပေါ့နော်ဒီမှာစီရန်ဆိုလို့ရှိရင်သူကဒီမွာချပါတယ်မွာချစီရန်ပေါ့နော်ရေတက်ဖြစ်တဲ့စီရန်ပေါ့နော်စီရန်တခုတည်းကိုမှရေရုံမဟုတ်ဘူးဒါရေတက်ပြည့်စီရန်ဒီကောင်လေးလည်းလုံးဝဆင်ပြေတယ်ဒါအတာ6တက်တူတက်ဆိုလုံးဝဆင်ပြေပါနော်နောက်တစ်ခုကတော့ဒီ Fatini Queen ကတော့လည်းတိုင်းသိကြမှာပါဒီ Fatini Queen လေးရှိမယ်ဒီကောင်လေးလည်းဒါလုံးဝဆင်ပြေတဲ့ထဲမှာပါတယ်နောက်တစ်ခုကဒီ Sun Queenကတော့ဒီမြန်မာပြည်ရဲ့ရာသီဥတုအခြေအနေနဲ့လုံးဝကိုက်နေတဲ့ Sun Queen ပေါ့နော်ဒီကောင်ကတော့SPF 50ကိုမှ PE ကိုမှသူကပလက်လေးလုံးပေါင်းပေးထားပါတော့သူကလုံးဝစစ်ပြေနောက်တစ်ခုကသူက3ရက်လည်းပါပါနော်ဒီ3ရက်ပါတဲ့အဓိကရွေးချက်ကဒီမျက်နှာအတိုင်းမညီတဲ့သူပေါ့နော်တချို့တွေကဒီတင်းသိပ်လုံလို့ဖြစ်တတ်တယ်ပေါ့နော်အဲ့လိုဒီမျိုးတွေသူကလုံးဝအဆင်ပြေတယ်3ရက်ခွင်ပေါ့နော်အဲ့ဒီမျိုးတွေလုံးဝအဆင်ပြေတယ်ဒီလေးခုရှိမယ်ဒီလေးမျိုးရှိမယ်ဒီမှာနော်โอเคဒီနေ့မှာတော့ဒါပထမဆုံးပါနော်မိနစ်တည်းနဲ့ဒါဘယ်လိုလေးတွေကောင်းလာလဲဆိုတော့ကျွန်တော်ဆန်တုံးပြမှာပါနော်โอเค